အားလုံးပဲမင်္ဂလာပါဆိုတိုလင်ဘလော့ကနေကြိုဆိုပါရစေဘရူနိုဖာနန်ဒက်ကမန်ချက်စတာယူနိုက်တက်မှာပဲဆက်လက်တည်ရှိပါမယ်ကြီးမားတဲ့ကံလန်းမှုတွေလုပ်ပေးမယ်လဲမန်ချက်စတာယူနိုက်တက်မှာပဲနေပြီးတော့ဆက်လက်ပြီးဒီအသင်းကိုအောင်မြင်အောင်လှုပ်ဆောင်ပေးခြင်းနဲ့စိတ်ဆန္ဒကြောင့်ဒီအသင်းမှာဆက်နေပါတယ်အခုကစားသမားတစ်တွေရောက်လာမှာပါလေမှန်ကန်တဲ့ခေါ်ယူမှုပါပရီးမီးယားလိအတွေ့အကြုံရှိတယ်မတ်သျူးကူနာဘရိုင်ယန်မူဗိုဆိုရင်လည်းကလပ်ချင်းငွေကြီးကိစ္စစကားပြောနေတယ်ကစားသမားတော့သဘောတူညီမှုရထားတယ်အတွေ့အကြုံပရီးမီးယားလိမှာအတွေ့အကြုံရှိပြီးတော့ကစားသမားတွေကအသင်းမှာရှိတဲ့လူငယ်ကစားသမားတွေကိုနဲ့ပေါင်းဆက်ပြီးတော့ပရီးမီးယားလိချန်ပီယံဆုကိုပြန်လဲဆင်ခေါ်ဖို့အတွက်သူတို့ဒီလာမယ့်ရာသီမှာနီးပြအာမော်ရင်ဆက်လက်ပြင်ဆင်လာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်